အားလုံးပဲမင်္ဂလာပါရှင်တီနန်းတော်မှာကြိုဆိုပါရစေတီနန်းတော်ကနေဘာတွေရမလဲဆိုတော့တဘာဝမိုးကုတ်ပြန်ကောင်းစိမ်းရရှိပါမယ်ဒီလိုလုံးကျော်လှလှလေးတွေကုရှင်ကွက်ကလေးလှလှလေးရပါမယ်တဘာဝမိုးကုတ်ဗရမ ्या ရပါမယ်တဘာဝမိုးကုတ် panel ဒီလိုအယောင်ဆက်ကာလာစီလှလှလေးတွေအကုန်လုံးရပါမယ်ပွင့်ကောက်လေးရပါမယ်ဒီလို bluetooth pass လေးတွေလည်းရပါမယ်ရှင်ဒီလိုနီလာလှလေးတွေလည်းရပါမယ်ရှင်ကြည့်ပါအလုံးစီအဆက်လှလှလေးတွေရပါမယ်ဒီလို spin နဲ့အရဲလေးတွေမှာဗမားရေတောင်ဝင်အနီရေဝင်တဲ့ spin နဲ့အရဲလေးတွေလည်းရပါမယ်ရှင်ဒီလိုဗမားလှလေးလည်းရပါမယ်ရှင်လုံးဝကာရာလေးညီပြီးတော့လုံးဝလှလှလေးတွေရပါမယ်ရှင်နောက်တစ်ခုကဘာလေးရမလဲဆိုဒီလိုစလင်းဝါလှလှလေးတွေလည်းရမှာဖြစ်ပါတယ်စလင်းဝါလော့လိုက်လဲယူလို့ရတော့ပွင့်ကောက်တစ်ခုချင်းလဲရွေးယူမယ်ဆိုလဲရောင်းပါမယ်ရှင်နောက်တစ်ခုကဒီလိုပြောင်ကောင်းစိမ့်လေးတွေလဲရပါမယ်မိုးကုတ်တဘာဝပြောင်ကောင်းစိမ့်စစ်တွေကိုရရှိမှာဖြစ်ပါတယ်ရှင်ဒီလိုပြင်များအရေးကာလာလှလှလေးတွေလည်းရရှိပါမယ်ဟိုက spanner ကိုမှဒီလိုရောင်စုံလေးပေါ့နော်စကြားလေးအကုန်လုံး spanner ကိုပွင့်ဆူလေးရပါမယ်ရှင်